ဘဝမှာအောင်မြင်မှုမရှိရင်တော့ဘာမှမဖြစ်ပါဘူးတခါတလေအသက်ရှင်နေရဲဆိုတာတခုတည်းနဲ့အနိုင်ရတာပါပဲနံပါတ်1ငါတို့ကတူးနဲ့တူရှင်မှုမွေးဖွားလာတာမဟုတ်သူများကိုကိုယ့်ဘဝနဲ့မတိုင်းတာနဲ့သူတို့ရဲ့အောင်မြင်မှုကကိုယ့်ရည်မှန်းချက်မဖြစ်နိုင်ဘူးနံပါတ်2အိမ်ကြီးမရှိဈေးကြီးတဲ့ပစ္စည်းမသုံးရလို့ဘာမှမဖြစ်ပါဘူးငါတို့ရီမောနိုင်သေးတယ်ချစ်နိုင်သေးတယ်အိပ်ပျော်နိုင်သေးတယ်ဆိုရင်နှလုံးသားထဲမှာစီးစိမ်အပြည့်ရှိနေပြီလို့မှတ်လိုက်နံပါတ်3လဲကြပြီးမထားနိုင်ရင်ခဏအနားယူလိုက်ဘဝဆိုတာမြင်းပြိုင်ပြေးပွဲလို့မဟုတ်ရှေ့ရောက်တဲ့သူကနိုင်တာမဟုတ်ဒါဟာကိုယ်ပိုင်ခီးတစ်ခုပါရက်တတ်ဖို့နှေးတတ်ဖို့ရှူရှိုက်တတ်ဖို့လိုတယ်နံပါတ်4အောင်မြင်သူတိုင်းကိုဘယ်သူမှအမှတ်မထားဘူးဒါကကိုယ်ပိုင်သတ်မှတ်မှုတစ်ခုပါဒါမဲ့အမောက်ဆုံးချိန်မှာအလင်းတသေးလေးဖြစ်ပေခဲ့သူတော့ဘယ်သူမှမမေ့ဘူးနံပါတ်5တချို့ကမြန်မြန်အောင်မြင်ပေမဲ့မောလုံးမီအသက်ရှူဖို့တောင်မေ့နေတယ်တချို့ကနှေးပေမဲ့အစင်းစင်းကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းတယ်ဆိုရှယ်မီဒီယာပေါ်ကဟန်ဆောင်မှုတွေကိုမနာလို့မဖြစ်နဲ့ကိုယ့်ရဲ့တကယ်ဘဝမှာပျော်ရွှင်အောင်နေတာပိုကောင်းတယ်နံပါတ်6အောင်မြင်မှုမရသေးတဲ့ဘဝမှာတော့အတိတ်ပဲရှိခွင့်ရှိတယ်ဘဝရဲ့အတိတ်ပဲကဘဏ်အကောင့်တွေကငွေပမာဏမှာမဟုတ်ဘူးနှလုံးသားကဆက်ရှင်ခြင်းစိတ်ရှိရလားဆိုတာပါဟုတ်ကဲ့ပါအခုလိုဗဟုသုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့မှတ်တဲ့ Power Page တွေကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်